တဲ့တစီဝယ်ပြီးရင်ဘာကိုအရင်လောက်ကြလဲကိုကလမ်းမှန်နေတောင်ကားစီးတန်းဖြစ်တဲ့အခါမှာတက်တည်ပြစရာမရှိလို့စိတ်ညစ်ပူကြလားဒါကြောင့်လေခင်မှာကားမောင်းပြီဆိုတာနဲ့ desk scan ကိုအရင်ဆုံးတက်ဆင်ကြတာပါဒါဆိုရင် desk scan ဝယ်တဲ့အခါမှာဘာတွေကိုတည်ထားဖို့လိုမလဲ1 resolution ဝင်လာရဲ့ဆက်က quality နေပြီးဝါနေရင်အရေးကြုံတဲ့အခါအလကားပါပဲအနည်းဆုံး30-80ပြီးဒါမှမဟုတ်2K လောက်မှအဆင်ပြေမှာပါ2 录 recording SP ကပ်ပြေးသွားတိုင်းကိုယ်တိုင်လိုက်ဖြတ်နေရရင်စိတ်ရှုပ်စရာကြီးပါဒါကြောင့်ကပ်ပြေးသွားရင်အဟောင်းတွေကိုအလိုလျောက်ဖြတ်ပြီးတော့အသစ်ပြန်မှတ်ပေးတဲ့စနစ်ပါမပါကြည့်ရပါမယ်3အသုံးပြရတာလွယ်ကူမှုမှတ်တမ်းပြန်ကြည့်ဖို့ SD ကပ်ကြီးကိုခဏခဏထုတ်နေရတာမျိုးထက်ဖုန်း app ကနေအလွယ်တကူကြည့်ရတာမျိုးရွေးချယ်ရမှာဖြစ်ပါတယ်အချိန်မရွေးဖုန်းထဲကနေပြီးတော့ကားကကင်မရာကိုလှမ်းကြည့်လို့ရတဲ့အပြင်ကားဒီနေရာကိုလည်းချက်ချင်းသိနိုင်တဲ့ GPS ပါတဲ့ desk scan လေးကိုမြန်မာငွေ9သိန်းကျော်တဲ့ဈေးနဲ့ Happy GPS မှာမှာယူလို့ရနေပြီနော်အသေးစိတ်သိရှိလို့ပါက comment မှာ JC1 တို့မှန်ခဲ့ပေးပါနော်